စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကြတော့တဲ့ကိုယ်ဘာလုပ်ရမယ်ဆိုတာကိုအမြဲတမ်းဆင်ញင်သုံးသပ်တယ်ငါဘဝဘလို့တိုးတက်အောင်လုပ်ရမယ်စီးပွားဥစ္စာဘလို့တိုးတက်အောင်လုပ်ရမယ်ခုချိန်ကနေစပြီးစီးပွားဥစ္စာတိုးတက်အောင်ဘယ်ရွယ်လောက်ဆိုရင်ဘယ်ချိန်တွေမျိုးရောက်စေရမိမိလျော်ရော့နေလို့မဖြစ်ဘူးကိုယ့်ဘဝရဲ့အတိုင်းအတာပညာရှာလို့ရှင်လဲထို့တူပဲငါချိန်ဖြုံးလို့မရဘူးဘယ်ရွယ်ဆိုရင်ပညာလမ်းဆုံးရမယ်အဲ့ဒီပညာနဲ့စီးပွားကိုငါဘယ်လိုရှာမယ်ဒါလောကီဘက်ကစဉ်းစားလောကုတ္တရာဘက်ကကောင်းစားရေးဘက်ကကြည့်မယ်ဆိုရင်အေးငါတို့လူဘဝရလာတာဟာတိတ်ဘဝတုန်းကကုသိုလ်ကောင်းမှုလုပ်ခဲ့လို့ကံကောင်းလို့လူဘဝရလာတာကံကောင်းလို့ရတဲ့လူဘဝကြီးကိုပျော်လို့ပါလို့အချိန်ဖြုံးလိုက်မယ်ဆိုရင်ဒီလူဘဝဟာမကြခင်ကုန်ဆုံးသွားမှာပဲဖြစ်တယ်မကြခင်ကုန်ဆုံးသွားတယ်ဆိုတကယ်မှန်တယ်တရပြီးတရက်နဲ့သွားလိုက်တာလူတွေဟာတဖြည်းဖြည်းအိုးလာတော့လည်းပဲတတိမထားမိကြဘူးနောက်ဆုံးကြတော့အိုယုံနဲ့မကဘူးယောဂဝေဒနာရပြီးသိချင်းတရားနဲ့ရင်ဆိုင်ရပြီးဆိုတော့မှခြေမကင်ပြီးလက်မကင်ပြီးဖြစ်လာတကယ်ကတော့လူဘဝဟာဘယ်ကိုသွားနေတာတုံးလို့မေးကြည့်မယ်ဆိုရင်လူပြိုရာကဥချင်းဘက်ကိုသွားနေတာကျမ်းမာရာကမကျမ်းမာဘက်ကိုသွားမကျမ်းမာတဲ့ဘက်ကိုသွားနေတာမကျမ်းမာတဲ့အသက်ရှင်ခြင်းကနေသေဆုံးခြင်းဘက်ကိုသွားနေတယ်ဆိုတာကိုမေ့ထားကြတယ်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကြတော့တဲ့ကိုယ်ဘာလုပ်ရမယ်ဆိုတာကိုအမြဲတမ်းဆင်ញင်သုံးသပ်တယ်ငါဘဝဘလို့တိုးတက်အောင်လုပ်ရမယ်စီးပွားဥစ္စာဘလို့တိုးတက်အောင်လုပ်ရမယ်ခုချိန်ကနေစပြီးစီးပွားဥစ္စာတိုးတက်အောင်ဘယ်ရွယ်လောက်ဆိုရင်ဘယ်ချိန်တွေမျိုးရောက်စေရမိမိလျော်ရော့နေလို့မဖြစ်ဘူးကိုယ့်ဘဝရဲ့အတိုင်းအတာပညာရှာလို့ရှင်လဲထို့တူပဲငါချိန်ဖြုံးလို့မရဘူးဘယ်ရွယ်ဆိုရင်ပညာလမ်းဆုံးရမယ်အဲ့ဒီပညာနဲ့စီးပွားကိုငါဘယ်လိုရှာမယ်ဒါလောကီဘက်ကစဉ်းစားလောကုတ္တရာဘက်ကကောင်းစားရေးဘက်ကကြည့်မယ်ဆိုရင်